မြမပကြီးသမိုင်းကိုပြောင်းလဲပေးခဲ့ပြီးကဘာကျော်လန်ဒန်တော်ဝင်ပကြီးကျောင်းတော်ကြီးကနေရွှေတံဆိပ်စုတွေစုခူးခဲ့တဲ့မြန်မာလူမျိုးတယောက်အကြောင်းတင်သိပါသလားသူဟာတခြားသူမဟုတ်ပါဘူးမြမခေတ်သစ်ပကြီးလောကရဲ့ဖခင်ကြီးလို့တင်စားကြတဲ့ဆရာကြီးဥပဉ္ဇဉ်ဖြစ်ပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်း100ကျော်ကအဝေးသင်ပညာရက်တွေမထွန်းကားသေးတဲ့အချိန်မှာဆရာကြီးဟာအနောက်တိုင်းပကြီးပညာကိုစနစ်တကျလေ့လာဖို့အင်္ဂလန်နိုင်ငံထိတွားရောက်ခဲ့ပါတယ်သူဟာလန်ဒန်တော်ဝင်ပကြီးကျောင်းတော်ကြီးမှာပညာသင်ကြားခဲ့ရုံတင်မကပဲအနောက်တိုင်းသားပကြီးပညာရှင်တွေကိုပါကြောဖြတ်ပြီးထူးချွန်ရွှေတံဆိပ်စုတွေကိုစုခူးခဲ့တဲ့အထိပါရမီထူးခြားခဲ့သူပါသူ့ရဲ့လက်ရာတွေဟာဓာတ်ပုံတစ်ပုံလိုထင်မှတ်ရလောက်အောင်အလင်းအမှောင်နဲ့အယောင်သွေးအချိုးအစားပြည့်စုံလွန်လှပါတယ်ဆရာကြီးဟာအနောက်တိုင်းကပညာရက်တွေကိုမြမယဉ်ကျေးမှုမြမမြင်ကွင်းတွေနဲ့ပေါင်းစပ်ပြီးအသက်ဝင်လှပတဲ့ realistic style ကိုမြမပြည်မှာအခြေချပေးခဲ့ပါတယ်မြမပကြီးသမိုင်းမှာဆရာကြီးရဲ့လက်ရာတွေဟာဒီကနေ့အထိစံပြဖြစ်နေသေးပါပဲအမှုပညာဆိုတာအလှအပတင်မကပဲအမှန်တရားနဲ့ကျွမ်းကျင်မှုပေါင်းစပ်ထားရမယ်လို့ဆရာကြီးကယုံကြည်ခဲ့ပါတယ်မြမကုံဆောင်ပကြီးကျော်ကြီးဥပဉ္ဇဉ်ရဲ့အကြောင်းကတော့ကျွန်တော်တို့မြန်မာလူမျိုးတွေအတွက်တကယ်ကိုဂုဏ်ယူစရာပါအခုလိုအမှုပညာသမိုင်းကြောင်းတွေကိုစိတ်ဝင်စားတယ်ဆိုရင်တော့ Bell Canvas ကို follow လုပ်ထားဖို့မမေ့နဲ့အောင်တော့